ညီကိုတရားလုံးမဲမင်္ဂလာပါဗျာနော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါမန်ယူပွဲရှိတယ်ဒါလန်တာဘီကျွန်တော်တို့ဒါချက်စီနဲ့အာဆင်နယ်နဲ့ပွဲစဉ်ရှိရဗျာနော်မနေ့ကျွန်တော်တို့ဒါနှစ်ပွဲရေးထုတ်ပေးခဲ့တယ်ဒါဟိုညီကိုတို့လည်းဒါပြောတယ်မနေ့ကမန်ယူပွဲကတော့ကျွန်တော်2-1တပေါက်လို့ကျွန်တော်ခံမှန်းပေးခဲ့တယ်ဗျာနော်ဒါပေမဲ့လည်းကျွန်တော်ကိုပေါင်းအပေါ်နဲ့မန်ယူဘော်ဒီကိုပဲရွေးချယ်ပေးခဲ့တယ်ဟိုဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပွဲကမန်ယူကအနိုင်ရတော့တေးကြတယ်ဒါပေမဲ့ဟိုဂိုးနှစ်ဂိုးပြတ်မပြတ်ပဲကျွန်တော်ကြည့်ရမှာဗျာနော်အဲ့တော့ဒါပဲလီကတယောက်ထွက်နေကျွန်တော်မနေ့ကကျွန်တော်ခံမှန်းပေးခဲ့တယ်လို့ပဲဒါ2-1တပေါက်ဖြစ်သွားတယ်အာဆင်နယ်ပွဲကတော့ကျွန်တော်ကိုပေါင်းမရဘူးကျွန်တော်ဘော်ဒီပဲရခဲ့တယ်ဗျာနော်အာဆင်နယ်ဘော်ဒီပဲရခဲ့တယ်ဗျာဒီနေ့မှကျွန်တော်ပွဲတွေကတော့အများကြီးတော့မရှိဘူးဒါစီးရီးတပွဲစီးရီးရတပွဲကျွန်တော်ဒါလာလီဂါတပွဲကိုကျွန်တော်ရွေးထုတ်ပေးထားတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒါဟောပေါ့ပီဇာနဲ့ဘောလုံးနာရဲ့ပွဲစဉ်လေးကိုကျွန်တော်သုံးသပ်ပေးခြင်းနဲ့လက်ရှိပီဇာဟာကျွန်တော်တို့ဒါတန်းစင်းဆောင်ထဲမှာရုန်းကန်နေရတဲ့အသင်းဖြစ်တယ်လို့ဒါဘောလုံးနာကလည်းကျွန်တော်တို့เนาะဒါမှတ်ပေးစရာရဲ့ကျွန်တော်တို့ဒါအဆင့်6မှာရက်တည်နေတဲ့အသင်းဖြစ်တယ်ပီဇာနဲ့ဘောလုံးနာရဲ့ထိတိုက်တွေ့ဆုံမှုဟတ်တူဟတ်ရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဘောလုံးနာဒီပီဇာနဲ့တွေ့တိုင်းအိမ်ကွင်းရောအဝေးကွင်းရောမှာဒါအမြဲတမ်းအသာစီးရနေတဲ့အသင်းမျိုးဖြစ်တယ်ဗျာเนาะပြီးတော့ပီဇာကကျွန်တော်တို့လက်ရှိအိမ်ကွင်းဆန်းဆောင်ရေးဒါနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင်လည်းတော့ဟောပေါ့၄ပွဲရှုံးပြီးကျွန်တော်တပွဲသာတည်ကြထားရတယ်ဗျာเนาะဟိုနောက်ဆုံးကန်ခဲ့တဲ့ဒါငါအိမ်ကွင်း9ပွဲမှာဆိုလို့ရှိရင်လည်းဒါဂိုးပြန်ရထားတာဆိုလို့ဒီ3ပွဲပဲရှိတယ်ကျန်တဲ့2ပွဲကတော့ဂိုးပြန်မရထားဘူးเนาะဘောလုံးနာကလည်းကျွန်တော်တို့ဒီနောက်ပိုင်းတွေမှာဆိုလို့ရှိရင်ဒါအဝေးကွင်းပိုင်းတွေမှာပြန်ကောင်းလာတယ်ဗျာเนาะဒါနောက်ဆုံး9ပွဲလောက်ကျွန်တော်ခြုံကြည့်မယ်ဆိုလို့ရှိရင်လည်းဒါ4ပွဲလောက်နိုင်ပြီးတော့2ပွဲသာရှုံးနေထားရဗျာเนาะအဲ့တော့လက်ရှိဟိုခြေဆွမ်းရကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပွဲဒီဘောလုံးနာကအနည်းဆုံးတည်ရရှိရဗျာနော်ရှုံးတာတော့မရှုံးဘူးတည်ရရှိတယ်ဒါပေမဲ့လည်းပီဆာရဲ့တန်းစင်းဆောင်ရဲ့ရုံးအားကဘယ်လိုပုံစံနဲ့ကျွန်တော်ဒီနေ့ပွဲထွက်လာမလဲဆိုတာလည်းကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်အဲ့တော့ဒီနေ့မနက်ပေးထားတဲ့ဈေးနှုန်းကကျွန်တော်တို့တော့ဘောလုံးနာကနေပြီးတော့ level 65ပြားရှုံးကိုပေါင်းကနှလုံးကို45ပြားရှုံးနဲ့စတင်ထားရဗျာနော်ပေးထားတဲ့ဈေးနှုန်းရဆိုလို့ရှိရင်တော့ဟိုကျွန်တော်တစ်ချက်ပဲစိုးရင်ရမှာဘောလုံးနာ body သမားတွေကကျွန်တော်တို့เนาะတေးမကြပါစေနဲ့ဒီတစ်ပေါက်ပဲကျွန်တော်စိုးရင်ရမယ်အဲ့တော့ဒီပေးထားတဲ့ဈေးကကျွန်တော်တို့အဆင့်6ကအသင်းကအဆင့်19ကအသင်းကိုတေးရှုံးပေးတယ်ဆိုတော့ဈေးကတော့နည်းနည်းလေးတော့ပြော့တယ်ဗျာเนาะဘောလုံးနာအနေနဲ့ဒီနေ့ပွဲမှာတေးကြနိုင်ကြည်လဲများသလိုကတ်နိုင်သွားဖို့လည်းများတယ်ဗျာเนาะအဲ့တော့ကျွန်တော်ကတော့ body ကိုရှောင်ပြီးတော့ကျွန်တော်ကိုပေါင်းကိုရွေးချယ်ပေးခဲ့မှာဗျာเนาะကိုပေါင်းကကျွန်တော်တို့ဒါနှလုံးကို45ပြားရှုံးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဒါပီဆာကတကိုးလောက်ထိရောတကိုးလောက်ပြန်သွင်းနိုင်မယ်ဆိုရင်တော့ဒီပွဲဒီဂိုးပေါ်ဖို့များပါတယ်1-2တပေါက်လောက်သွားဖို့များပါတယ်ဗျာเนาะပီဆာကဂိုးမရနိုင်ဘူးဆိုလို့ရှိရင်တော့ဘောလုံးနာကကျွန်တော်တို့ဒါ C1 သို့မဟုတ် C2 တပေါက်လောက်နဲ့ပွဲကပြီးဖို့များတယ်ဗျာเนาะကျွန်တော်ဘူကီတွေကဘယ်လိုပေးမလဲတော့မသိဘူးမနေ့ကပွဲရတော့ဒါပရီးမီးယားလိပွဲတွေအကုန်လုံးเนาะမနေ့က2-1နေပဲကျွန်တော်ဒါညှိကန်ထားသလားလို့တော့ထင်ရတဲ့ပွဲစဉ်တွေဖြစ်တယ်ဗျာเนาะအဲ့တော့ဒီနေ့ကျွန်တော်ဒါဂိုးပေါင်းကိုနှလုံး45ပြားရှုံးဆိုတော့ကျွန်တော်ကဒီနေ့ပွဲမှာဟိုပီဇာကိုရနိုင်မယ်လို့လည်းထင်တယ်ရခဲ့မယ်ဆိုရင်တော့မှဒီပွဲက1-1တပေါက်ပဲဖြစ်ဖို့များတယ်ဗျာနော်ပီဇာကိုရမယ်ဆိုရင်လည်း1-1တပေါက်ဖြစ်ဖို့များတယ်တပေါက်တော့ကြောက်ရတယ်ဗျာနော်ကျွန်တော်က1-2တပေါက်တော့ကြောက်ရတယ်ဘောလုံးနာက Z1 သို့မဟုတ် Z2 လောက်နဲ့လည်းပြီးမယ်လို့ထင်တယ်ဗျအဲ့တော့ကျွန်တော်ဒီနေ့ဘောလုံးနာပွဲစဉ်ကိုကျွန်တော်ကိုပေါင်းအောက်ကိုရွေးချယ်ပေးခဲ့တယ်ကျွန်တော်ဒါ body ကစားခြင်းနဲ့ညီကိုတွေကတော့ကျွန်တော်ဘောလုံးနာနဲ့ပဲစွန့်စားစေခြင်းတယ်ဗျာနော်နောက်ထပ်တစ်ပွဲကကျွန်တော်ဒါ Real Madrid နဲ့ဒါ Getafe ရဲ့ပွဲစဉ်ဖြစ်တယ်ဗျာနော် Real Madrid ရဲ့အိမ်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော် Getafe နဲ့တွေ့လို့ရှိရင် Real ကကျွန်တော်အမြဲတမ်းအသာစီးရနေတဲ့ဆိုပေမဲ့လည်းဒီနေ့ကျွန်တော်တို့ဒါ table ရကြည့်မယ်ဆိုလို့ရှိရင် Real ကအဆင့်1မှာရှိတယ် Getafe ကအဆင့်14မှာရှိရဗျာနော်ပေးထားတဲ့ဈေးတန်းကတော့ပြင်းတယ်ဒါလက်ရှိဒါဖြစ်တဲ့ဈေးတန်းမျိုးလည်းဖြစ်တယ်ဗျာနော်ဘာလို့လဲဆိုတော့အဆင့်2နေရာကနေပြီးတော့အဆင့်14နေရာကိုကျွန်တော်တို့ဒါတစ်လုံး80ပြား80ရှုံးတဲ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်เนาะဒါဟိုထိုက်တန်တဲ့ဈေးတန်းမျိုးလည်းဖြစ်တယ်ဆော့တဲ့ညီကိုတွေကလည်းဒါဟိုဘယ်လိုပြောရမလဲ real body ထိုင်နေတဲ့ညီကိုတွေအတွက်လည်းဒါဟိုမျှတသလို Getafe သမားတွေအတွက်လည်းဒါမျှတတယ်ဗျာเนาะအဲ့တော့ real ရဲ့နောက်ဆုံးအိမ်ကွင်း9ပွဲမှာဆိုလို့ရှိရင် real ကကျွန်တော်တို့အိမ်ကွင်း9ပွဲလုံးနိုင်ထားတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီနေ့ပွဲမှာ Getafe ကိုကျွန်တော်တို့ဒါဂိုးပြတ်ပါမလားဒီတစ်ပေါက်တော့ကျွန်တော်စောင့်ကြည့်ရမယ်ဗျာเนาะဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင် real ကဒါ Benfica ကို Champions League မှာ2-1နဲ့နိုင်တယ်ကျွန်တော်ဒါ Real Sociedad ကိုဒါအိမ်ကွင်းမှာ4-1နဲ့နိုင်တယ် Vallecano တော့2-1နဲ့ပဲနိုင်တယ်ဗျာနော်နောက်ထပ်စိုးရင်စရာတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့Real ရဲ့ဒါဂိုးသွင်းမဲ့เนาะတကယ်အကောင်းဆုံးကစားသမားတွေဒါ Bellingham တို့ Rodrigo တို့ကျွန်တော်ဘာပေတို့ကဒဏ်ရာပြဿနာကြောင့်မပါဘူးဆိုတော့ဒါ Vinicius လောက်နဲ့ပဲအားကိုးပြီးတော့เนาะဂူလာတို့เนาะသူတို့ပဲအားကိုးပြီးတော့ဒီနေ့ပွဲကတကယ်ကမ်းမဲ့ပွဲစဉ်ဖြစ်တယ်ဗျာเนาะအဲ့တော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာတော့ဟို Real ကတကယ်လို့နိုင်ခဲ့မယ်ဆိုရင်တော့မှကတ်နိုင်ဖို့ပဲများတယ်ဗျာเนาะမနိုင်လို့လည်းမရဘူးဘာလို့လဲဆိုရင်ကျွန်တော်တပွဲရောနဲ့ဒါဘာစီလိုနာနဲ့က4မှတ်လောက်ဟပါကြီးဒါတပွဲရောပေါ့เนาะတပွဲရောနဲ့4မှတ်လောက်ဟပါဒီပွဲမှာနိုင်မှသာဘာစီလိုနာနဲ့တက်မှတ်ပဲဟမှာဗျာเนาะအဲ့တော့ဒီ Real အနေ
နဲ့ဒီနေ့ပွဲကမနိုင်လို့လုံးဝမရဘူးအနိုင်ကတော့ကမ်းမှာပဲဒါပေမဲ့ကျွန်တော်တို့ဒါဂိုးပေါင်းပေါ်ပါမလားဒီတစ်ချက်တော့ကြည့်ရမယ်ပြီးတော့ဂီတာဖေးကလည်းเนาะဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ဒါပြိုင်ဘက်ကိုမနိုင်ဘူးဆိုလို့ရှိရင်တရေလောက်ထိဆွဲချတတ်တဲ့အကျင့်တစ်ပေါက်တော့ရှိရပဲเนาะဒါအနည်းဆုံး1-1လောက်လဲသွားနိုင်တယ်လို့ Real ကအိမ်ခွင်းမှာ1-0လောက်နဲ့ပဲကတ်နိုင်သွားဖို့လည်းများတယ်1-2-0လောက်နဲ့ကတ်နိုင်သွားဖို့များရပဲเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းကကျွန်တော်တို့ဒါ Real ကနေပြီးတော့တစ်လုံး80ရှုံးဂိုးပေါင်းက2လုံး85ပြားရှုံးဆိုတော့ကျွန်တော်ကတော့ဒီနေ့ပွဲမှာဟို Real ကိုရလိမ့်မယ်ဟို1-2-0လောက်နဲ့ကတ်နိုင်လိမ့်မယ်ထင်တယ်တကယ်လို့ကတ်မနိုင်ဆိုရင်တော့မှဂီတာဖေးကတေးလောက်ထိဆွဲချသွားနိုင်မယ်လို့လဲ1-1တစ်ပေါက်လောက်သွားမယ်လို့ထင်တယ်ဗျเนาะအဲ့တော့ဟိုဒီနေ့ကျွန်တော်နှစ်ပွဲရွေးချက်ပေးခဲ့တယ်ဒါဘောလုံးနာပွဲကိုတော့ကျွန်တော်ဘောလုံးနာ body ရဲ့ဂိုးပေါင်းအောက်ရဲ့ပေးတယ် Real ပွဲကိုတော့ကျွန်တော် Real Madrid body နဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဗျเนาะအကြိုက်ဒီမှာဆော့ပါကျန်တဲ့ပွဲတွေကိုတော့ကျွန်တော်ဒါ channel ထဲမှာเนาะတပွဲကောင်းနေ market တွေဖြစ်တင်ပေးတယ်လာရောက် join မေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဗျเนาะအားလုံးအဆင်ပြေကြပါစေ